အသက်ကလေးရလာတဲ့အမျှအတိလေးတွေတစ်မျိုးပြောင်းလာတယ်တနေ့ထက်တနေ့လဲတစ်နှစ်ထက်တစ်နှစ်အတွေးတွေအတိတွေအမြင်တွေပြောင်းလဲလာတဲ့အခါအရင်ကလောက်တဲ့စိတ်မစင်းရဲရတော့တာကိုတွေ့လာရတယ်ဒီနေ့ခွင့်မလွတ်နိုင်ပေမဲ့မနှက်ဖန်ကြတော့ခွင့်လွတ်နိုင်တာလေတပြေးပြေးနဲ့ကောင်းတဲ့ဘက်ကိုပြောင်းလဲသွားတဲ့အခါမှာစိတ်ချမ်းသာချစ်တာကိုပဲလိုချင်တဲ့သူတွေကလည်းများတယ်နော်အချစ်ခံခြင်းနဲ့ယောဂါလည်းကိုယ်မှလည်းရှိတာဒါပေမဲ့အချစ်မခံရလဲဘာအရေးမှမကြည့်ဘူးချစ်ကြသည်ဖြစ်စေမုန်းကြသည်ဖြစ်စေရေရှည်မှာတော့တကယ်စိတ်ချမ်းသာတဲ့လမ်းကိုပဲရွေးပြတော့စကားတွေအများကြီးပြောပြီးရလာမယ့်အခွင့်အရေးဆိုရင်လည်းဘာမှမယူချင်တော့တယောက်တည်းနေလိုက်တာစိတ်ချမ်းသာမှုအစစ်မှန်ပဲသူသာငါ့အပေါ်ကောင်းရင်လည်းငါစိတ်ချမ်းသာမှာသူသာငါ့အပေါ်တိတတ်ရင်ငါပင်ပန်းရကြိုသိမ့်နဲ့သူသာငါကောင်းခဲ့တဲ့အတိုင်းကောင်းကွက်တွေကိုမြင်နိုင်စွမ်းရှိရင်ငါ့အပေါ်ရက်ဆက်မှာမဟုတ်ဘူးဆိုတဲ့အတ္တအတွေးလေးတွေနဲ့တစ်ချိန်လုံးကနေထိုင်ရှင်တန်ခဲ့သူပါအတက်ကလေးရလာတော့လေအတီလေးတစ်မျိုးပြောင်းသွားတယ်တိတတ်တဲ့မတိတတ်တဲ့မငြိကပ်ရမှာကို့အပိုင်းဆိုတာသိလာခဲ့သူကောင်းကောင်းမကောင်းကောင်းကိုကောင်းရမှာကို့အကြောင်းဆိုတာသိလာကောင်းကွက်မြင်မြင်မမြင်မြင်ကိုစိတ်ကောင်းလေးရတာကို့ပျော်အောင်စိတ်ချမ်းသာအောင်ထားနိုင်တဲ့အရှင်သခင်ဆိုတာကိုနားလည်လာခဲ့ဒါကြောင့်လေဘသူကဘသူကိုချစ်ချစ်ကို့မှာစစ်မှန်တဲ့စိတ်ချမ်းသာမှုတွေစစ်စစ်တွေပိုများလာပြီးတော့လေတိုးပွားနေဖို့ပဲအရေးကြီးဒါမှလည်းကိုယ့်ရဲ့စိတ်ချမ်းသာမှုကဘသူအပေါ်မှာမှမူမတည်တော့ပါလေလောကမှာနေတတ်ရင်ကျင်တတ်စရာကြီးပါတကယ်တော့လေနေတတ်ဖို့တော့ကြိုးစားရတာပေါ့